ယ်ကြီးမတို့အညာထမင်းဝိုင်းလေးဆွဲကြမယ်ဆွဲကြမယ်ကဲဆွဲပါမယ်ကျမတို့ရဲ့ရွှေရှင်တဲ့ထမင်းဝိုင်းရဲ့ဘာဟင်းငါတလောက်ချင်းစီပြန်ပုံရည်ကြီးတုတ်စီးပြူသီးတောင်းကျော်တီးစုံပဲကလာဟင်းငပိရည်နဲ့တို့စရာလေးနဲ့ရှင်းနေကြလေးနဲ့ဆွဲပါမယ်ကဲစားမယ်တငယ်ချင်းဆွဲတကယ်ချင်းဆွဲကြစို့ဟင်းရများတော့ချင်ဘယ်ကနေစစားရမှန်းတော့မသိဘူးဒီမှာဒါခုနပြောတဲ့ငါတလောက်ကိုချင်းစီပြန်လေးဒါကိုရဲလေးမှချက်ပေးတာရော့ထက်ဘုံကြီးကြီးလေးနဲ့နယ်လိုက်မယ်ကွာငါတလောက်ကမွေးနေတာပဲဟာကျမခုနခူးလာပေးရဲ့ဒီမှာစီးပြူဒီလေးလက်လက်ဆက်ဆက်စီးပြူဒီလေးတို့စားမယ်လုံးကြီးကြီးနဲ့ရမယ်နော်ဘုံကြီးနဲ့အဲ့ငါတလောက်ဘုံကြီးကြီးနဲ့လေငပိရည်နဲ့နေတာကြိုက်တယ်ထက်ငပိရရောဘုံကြီးကြီးရောငါတလောက်ကြီးရောပြီးအပေါ်တက်မယ်တစ်ပင်မော်ပြန်မစင်းတော့နည်းနည်းတငယ်ချင်းဆုံးတော့လေးပုံရသေးသေးလေးကတ်စားပြီးစားမယ်နာပဲဒီလိုကိစ္စကောင်းရန်ကုန်ပါလေသမီးအဲ့လိုဟုတ်ဒီပတ်တီကိုမစားပြဘူးမစားပြဘူးအညာချက်လေးအေးအာဝါသားအောင်ပါအေးလူနော်လက်မစေးပဲနဲ့စားလိုက်တော့အရသာလေးလေးပင်းနေလေးပင်းတာပဲစားပါအောင်ဟုတ်မယ်လေဒီနွေးလေးတောက်စီပြူဒီနဲ့လိုက်ဖက်နေတော့လဲဖတ်ကြပါအောင်အားပါစားပါအောင်အညာရောက်တော့သူတို့အခုပကန်းရောက်တာပကန်းရောက်တော့အညာစာလေးဒီလိုမျိုးအားရပါထမင်းကိုမစားရကြဘူးတော်ကောင်းတာဒီနွေးလေးတောက်ပြီးစားငါတလောက်လေပေါင်းတာမကြိုက်ဘူးအဲ့လိုမျိုးဒီလိုမျိုးလေရင်တော့အဲ့လိုမကြီးနှစ်လေးနဲ့ချင်းစီပြန်ချက်တာပိုကြိုက်တယ်ဟုတ်တယ်အမေအကောင်ကြီးရောရှာဝဲရပါအကောင်ကြီးလည်းငါတော့အယိုးအရများအကောင်ကြီးရောငါတလောက်ကလည်းကောင်းချက်တော့စီကိုစူးနာပဲရိုးတက်နေများရိုးတက်နေများကဲဒီမင်းစားပြီဆိုချိုလေးတဲလိုက်ကြဒါလေးကပကံအညာဒေတာမှာပဲရရင်လက်ဖက်ပေါ်တော့မကြီးရွက်လက်ဖက်လာမကြီးလက်ဖက်ရင်မကြီးလက်ဖက်ဂျယ်လက်ဖက်သူကရင်ပဲဘူးကြော်တဲ့ပဲဘူးကြော်တဲ့တို့ရှိမှပဲချမ်းကြော်ပဲချမ်းကြော်တော့ပဲဘူးချင်းလေးကောင်းလား哇，那边就，他们那嘛，今天呢，这个是说他米呗哩老贝的，哎，这的啊，金米贵，摸出多，哎呀，都正。我这米呗哩跨比切米呗哩，四三一呗，四澳呢，路标啊，四年了，四这个米呗哩，臭屁啊！我以前我米呗机遇那么多喏，人家那个米呗啊，三到对的，他们买，得四就得四。我的毕业了，得四吧？怎么了？看人家，看人家。发现应该里面没几个牌里就从那搞啥了啊？这哈嘛没几个牌子，啥不？没几个股呗，多没几个来掏呢。嘛？请个啥吧喏？啥？အဲ့ချိန်မှပေါ့ဒီမှာထမ်းမင်းနေပေါ့ထမ်းရစစ်စစ်အုံးတိနဲ့အုံးတိထမ်းနေခမင်းစားမိတာစားတဲ့နဲ့ပြန်ရဝဲရမှာဗျာအစားကြည့်ရလေအစားလဲကြည့်ရလေးအစိတ်တောက်တွေပါခင်းရက်ကပြေးရလေဟောတော့ဘာရတာယာနဲ့ကတငယ်ချင်းချီယာကောင်းလားအရင်ရေးကြီးကောင်းတော့ပင်နေနော်ဒီလိုအပင်တွေဖြစ်ဖို့တော့ကနှစ်ကိုနော်ကြာရေးဆက်ရကျေးဇူးတင်ရတယ်ဗါတယ်သူများအပင်အရေးပဲကိုဒီပင်မရှိရနော်အဆောင်ရှောက်တဲ့ဒီမြတ်တာပို့မှာအရေးကောင်းအောင်ပေးရနောက်တစ်ချက်မစားအောင်မယ်ဒါလေးနောက်မှတ်တယ်ဒါကြတော့
ဒီကအခေါ်ပါနော်ဒီမှာသူကဆန်နဲ့ထိုးတာနော်ဟုတ် ဆ တယ် န်နဲ့ထိုးတာ ဆန်ရဲ့ တ တ ကြား ကြား ရဲ့ အုံးသီးပါ ပုံသီးမပါဘူးသူကအပေါ်ဘိန်းစီလေးဖြူလာ ခတိမုတ်တအိုးထိုးလို့ရှိရင်အချိန်က9နာရီလောက်ကြာတယ်ကောင်း ဟာဒီတုံတုံလေးဟလာဝါမကြထိုးမမကြ ထုံးမုံနဲ့လည်းဆန်တယ်နော် နော်ဟလာဝါလည်းမဟုတ်ဟလာဝါလို့လည်းအဲ့လိုဘယ်စစ်ကက်က စစ်စီလည်းမဟုတ် ထုံးမလို့လည်းစစ်ကက်ပါနော်ဟုတ်လားကဲဒီနေ့တောက်ပြီးတော့ကျမတို့ရဲ့ဒီနေ့ပေါ့နော်အညာရောက်တော့အညာသမင်းဝိုင်းလေးနဲ့အချိုပွဲလေးရဲ့စားတတ်မှုပုံရိပ်လေးပြီးဆုံးပါပြီရှင်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်တဒါ